ရခိုင်တော့ရန်နိုင်ငံကြတော်လာခဲ့တော့ခီးရယခုတော့နေဝတာကြပါတော့တယ်ရှောင်းတို့ဖဲကမတိုင်းနေမိထဲကိုရောက်လာပြီးတော့တနေရာထဲတွင်ရက်မနေခဲ့ပါဘူးသူတို့ကခေါင်းကိုလိုမျိုးစုံမွေမျိုးနွယ်စုရဲ့နေမိထဲကို UTV တွားကြပါတယ်ဗီဒီယိုလေးမစခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတောင်းဆိုချင်ပါတယ်ခေါင်းကိုလိုမျိုးစုံမွေမျိုးနွယ်ရဲ့လောက်ခန့်မျိုးနွယ်များလည်းအပေါ်အနေမြတ်စွာရှင်းနေကြတော့လေသူတို့ရဲ့အစိမ့်မှန်ဆွမ်းတော့အလုံးနဲ့ဆိုင်တော့မြောက်ထဲနေတာဖြစ်ပါတယ်ထိုဖဲစီကမော်တိုင်းကလိုင်တုံးခုထဲနဲ့တစ်ခုပေါင်ဖြစ်ပြီးအလုံးမြတ်တော့သူတို့ရဲ့ပမာဏကြောင့်မွေရပါဆွမ်းတန်းဆိုင်မှုမရှိတော့ပါဘူးခေါင်းကလုံးမျိုးစုံမွေမျိုးနွယ်စုမှာအကြီးကဲများရဲ့ခမန်းကြရယခုတိုင်ဆက်သွားမယ်ဆိုရင်ခေါင်းကလုံးမျိုးစုံမွေမျိုးနွယ်စုမှာအဖုံးဝင်များရဲ့ရှေးအောင်မွေရပါဆွမ်းနှစ်တရာအတွင်းကိုဆွန်းသွားတော့မည်ဖြစ်ပါတယ်ထိုအချိန်ကိုရောက်ရင်ခေါင်းကလုံးမျိုးစုံမွေမျိုးနွယ်စုကတမန်မော်တိုင်းများဖြစ်တာပြောင်းလဲသွားပါတော့မယ်ထိုအကြောင်းနဲ့ပတ်သက်ပြီးခေါင်းကလုံးမျိုးစုံမွေမျိုးနွယ်ထိုင်းလည်းအငြိမ်းပေါင်းများပေါ်လာခဲ့ပါတယ်တို့ရတယ်ရှေးအောင်မွေရပါဆွမ်းရဲ့အထောက်အပံ့မရှိရင်သူတို့တွေအားနည်းလာမယ့်အချိန်ကတဖြည်းဖြည်းရောက်လာတော့မည်ဖြစ်ပါတယ်ကိုတဲ့မြောက်တွင်းတဲ့ကြီးကမြောက်ကဘာကြီးထဲကိုဥတီတော့အဓိကလှိုင်ကောတစ်ခုဖြစ်ပါတယ်ထိုနေရာကိုခေါင်းကလုံးမျိုးစုံမွေမျိုးနွယ်စုကပိုင်သိမ်းရပါတယ်ထို့ကြောင့်အဆောက်ကျက်လည်းထူထပ်လာပါတယ်တို့ရတယ်ထိုအဆောက်ကျက်များတမန်ပညာရှင်များတို့သာချင်းချောင်းနိုင်ပါတယ်ရှောင်းရဲလက်ရှိဆွမ်းနေဆိုရင်ထိုကဲ့သို့အဆောက်များသူရှိနေသူပင်မတွေ့နိုင်ပါဘူးရှောင်းနိုဖဲကအလုံးနဲ့ဆိုင်တော်တွင်းနေကြီးနဲ့မလမကနေရှိတော်တော်ထိပ်ပေါ်တင်ပေါ်လာပါတယ်ရှောင်းကအလုံးမြပြတော့အဆောက်ကျက်များကိုကြည့်ပြီးခေါင်းလိုက်ပြီးပါတယ်သူကလေဟာနဲ့စွမ်းများကိုတုံးပြီးတွင်းနေကြီးထဲကိုဝင်ပြလိုက်စဉ်မလမကမှလူလူသားများကိုကြားလိုက်ရပါတယ်လူနေငယ်လည်းလိမ့်မဆောင်နဲ့ပေါ်လာကြပါတယ်တခဏလေးတွင်သူတို့ကအမောင်တွင်းနေကြီးအပေါ်တင်ပေါ်လာကြပါတယ်သူတို့ကရှင်းလီဟိုင်နကမျိုးနွယ်စုကလူတွေမဟုတ်လားထိုလူမျိုးမြင်တဲ့ခါရှောင်းကအနှငယ်အံသွားပါတယ်သူရဲ့ခန္ဓာကိုယ်တိုင်းနဲ့ငကားစားမနီမွေးရပါစွမ်းအနှငယ်ရရှင်းနေပါတယ်ထို့ကြောင့်သူကရှင်းလီဟိုင်နကမျိုးနွယ်စုရဲ့သွေးကိုအောင်ခန္ဓာစွမ်းရှင်းနေပါတယ်တို့ကလည်းရှင်းလီဟိုင်နကမျိုးနွယ်စုမှာအဖွဲများကိုထုံနေရတဲ့တွင်းနေရတဲ့အတွက်သူကအတော်လေးကိုအံသွားပါတယ်ဇီယန်ကမြန်သူတို့လွှတ်လိုက်ရလားဒါပေမဲ့သူကငကားပြင်းသုံးတဲ့ပြဿနာတွေကိုဖြေရှင်းနေရဖြစ်လိမ့်မယ်ဘာလို့သူတို့နဲ့ပတ်သက်မှုမရှိတဲ့ခေါင်းကလုံးမျိုးစုံမွေမျိုးနွယ်စုကိုလူလူရမှာလဲရှောင်းကမြောင်ကျော်လိုက်ပြီးပါတယ်ထိုအချိန်နဲ့သူ့ရဲ့ရင်ထဲလည်းအတွေ့တစ်ခုပေါ်လာပြီးချက်ချင်းခန္ဓာကိုယ်ကလှောက်သွားပါတယ်ထိုလှူရှာမှုကပြန့်လာတဲ့အချိန်တွေနားတဲ့နဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်ငကားပြင်းကလွှတ်လိုက်တာငကားပြင်းဟုတ်လားထိုခေါ်ကြားတဲ့ခါရှောင်းရဲမှုရပြောင်းလဲသွားပါတယ်ရှင်းအောင်လီခိုင်နကမျိုးနွယ်စုကလေးချမ်းခွဲနေကြောင်းသူလည်းနားလည်ထားပါတယ်ဇီယန်ရှိနေတော့အရှိနဂါကျွန်းမလွင်အခြားနဂါကျွန်းသုံးခုကိုနဂါပြင်းသုံးကထင်းချုပ်ထားကြပါတယ်နဂါပြင်းဟူသောအခေါ်အဝကလည်းအလုံးမျိုးအစွမ်းထက်တဲ့သူတို့ကိုသူတို့တုံးကြခြင်းဖြစ်ပါတယ်သူတို့ကိုဇီယန်လွှတ်လိုက်တာမဟုတ်လားသူတို့တွေကအခြားနဂါကျွန်းသုံးခုကရောက်လာတဲ့လူတွေပဲရှောင်းကမြောင်ကျော်လိုက်ပါတယ်သူကအရှိနဂါကျွန်းမှာထွက်လာခဲ့တဲ့အချိန်မှစပြီးရှင်းအောင်လီခိုင်နကမျိုးနွယ်စုနဲ့ပတ်သက်သောသတင်းများကိုမကြားခဲ့ရပါဘူးထိုကျွန်းကြီးကလေခိုင်နယ်တွင်ရှင်းနေခြင်းဖြစ်ပါတယ်ထို့ကြောင့်သူတို့စီနဲ့ဘလောက်ပွဲတိုက်ပွဲပြင်းထန်နေကြမှုအလဲပိုင်းကွန်ပျူတာကိုရောက်မလာနိုင်ပါဘူးထို့ကြောင့်လေခိုင်နကမျိုးနွယ်စုမှလွှဲရင်သူတို့ကမျိုးနွယ်စုစစ်ပွဲတိုက်ခိုက်ရနေကြောင်းဘယ်သူမှမသိကြခြင်းဖြစ်ပါတယ်နဂါပြင်းသုံးကဘာလို့ဒီလူတွေကိုလွှတ်လိုက်ရလဲသူတို့ကလေခိုင်နယ်ထဲကနေထွက်လာပြီးခေါင်းကလုံးမျိုးစုံမျိုးနွယ်စုစီကိုရောက်လာတယ်ကြည့်ရတာသူတို့ကတခုခုတော့ရှိနေတယ်ထင်တယ်ရှောင်းရဲမျိုးလုံးများလှောက်သွားပါတယ်နေ့ငယ်ကြာနေဖြစ်တဲ့အတွက်ဇီယန်ကလည်းလေ့ကျင့်ရမှာအောင်မြင်ထွက်လာတော့ပြီသူမလေ့ကျင့်ရမှာထွက်လာတဲ့အချိန်တွင်ရှင်းအောင်လီဟိုင်နကမျိုးနွယ်စုလက်ရှိမျိုးနွယ်စုစစ်ပွဲကြီးများကိုဖျက်ရှင်းရတဲ့အတွက်လိုအပ်ပါတယ်အကဲသူမရှင်းအောင်လီဟိုင်နကမျိုးနွယ်စုကိုပေါင်းစည်းခြင်းနဲ့ဆိုရင်တော့ငကားပင်သုံးကိုအယုံဆုံးရှစ်ပြည့်အတွက်လိုအပ်ပါတယ်ငကားပင်သုံးရဲ့အစွမ်းဘလောက်အစွမ်းတဲ့ကြောင်ရှောင်းကမသိတော့လေသူတို့ကတေချာပေါတိုင်းသူတို့စင်များဖြစ်နိုင်ပါတယ်တို့ရင်သူတို့ကကျက်ဘလောက်ရှိလဲဆိုတော့ရှောင်းကလည်းမပြောတတ်ပါဘူးငါလည်းအချိန်ရရင်လီဟိုင်နိုင်ငံကိုသွားပြီးတော့စုံစမ်းစစ်ဆေးကြည့်ရမယ်ငကားစားမနီမွေးရပါစွမ်းရဲ့အကူအညီကြောင့်ဇီယန်ကလေ့ကျင့်ရကနေထွက်လာတယ်တေချာပေါအစွမ်းထလာမှာပဲဒါပေမဲ့အဲ့ငကားပင်သုံးကလည်းအတော်လေးကိုထူးခြားတယ်ငါအဲ့ဒီကိုသွားပြီးတော့ဇီယန်ကိုကူညီပေးရမယ်ရှောင်းကစိတ်ထဲတွင်တယောက်တည်းတီးလို့ပြောလိုက်မိပါတယ်အကယ်ရှင်းအောင်လေဟိုင်နကမျိုးနွယ်စုကတာနောက်တစ်ချိန်အောင်မြင်ပေါင်းစည်းနိုင်မှာဆိုရင်သူတို့ရဲ့အစွမ်းလည်းတေချာပေါမြစ်တလာနိုင်ပါတယ်ထိုအချိန်ရောက်ရင်ဇီယန်နဲ့သူနဲ့ပတ်သက်မှုရရှင်းအောင်လေဟိုင်နကမျိုးနွယ်စုကလည်းမဟာမိတ်ဖက်တွေကိုပေါင်းစည်းလာနိုင်ပါတယ်ထို့သူဖြစ်ရလေဝိညာဉ်တော်ပြောနေဟုန်ကလန်မင်းသူတို့ရှုံးမတက်ရတော့ပါဘူးရှောင်းကအဝင်းနေရှင်တော်လူမျိုးကိုကြည့်လိုက်ပါတယ်သူတို့ကအမောင်တွန်းလိုက်ရဲ့ထိပ်တွင်စောက်ကျနေတော့ခေါင်းဆောင်များနဲ့စကားပြောဆိုပြီးတော့သူတို့ဖက်ကိုအထဲဝင်ရလမ်းဖိတ်ပေးလိုက်ကြောင်းတွေ့လိုက်ရပါတယ်ရှင်းအောင်လေဟိုင်နကမျိုးနွယ်စုတွေကအခြားမျိုးနွယ်တွေကိုအထင်သေးတာပါဘာလို့ဒီငကားပြင်းနေရလူလူလိုက်ရတာလဲရှောင်းကမြောင်ကျော်လိုက်ပါတယ်သူကချင်းအင်ကြီးလည်းဝင်လိုက်ရလေဟန်နဲ့စွာတစ်ခုကချန်လင်းလို့ဖဲကိုလွှမ်းချွန်သွားပါတယ်ထွန်းတော့သူတို့အလုံးကလေဟန်နဲ့ထဲတွင်ပြောက်ကွက်သွားပါတယ်လူနေငယ်ကအလုံးနှမောက်နေတော့မြောက်ထဲကိုလီမန်ဆော်နဲ့တောင်းနေကြပါတယ်ထိုလူများတော့အတော်လေးကိုဆွမ်းရကြပါတယ်ထို့ပင်သူတို့ရဲ့ခန္ဓာကိုယ်ကလည်းအလုံးမျိုးဆွမ်းရပုံရပါတယ်သူတို့စီမှာဘာလို့ကြီးစွမ်းရများထွက်ပေါ်လာခြင်းမရှိတော့လေသူတို့ရဲ့ခန္ဓာကိုယ်ကကြက်ကြွလာတကယ်တော့မြောက်ထဲကိုပြသနေကြပါတယ်လေလူသားများလည်းစရိုက်ပေါ်လာနေပါတယ်တော်မူချင်းဒီကြိမ်ခေါင်းကလုံးမျိုးစုံမျိုးလွတ်စုကနေဘလို့အကြောင်းပြမယ်လို့ထင်တယ်တကယ်လို့သူတို့ကကူညီပေးမယ်ဆိုရင်တော့ဒီတိုက်ပွဲမှာအရှင်းနဂါကျုံကိုလုံးဝအနိုင်ရလိမ့်မယ်မြောက်ထဲကိုစက်တက်နေတဲ့အချိန်တွေလူတယောက်ကပြန်လိုက်ပြီးပြောလိုက်ပါတယ်ရှင်းနေတော့လူတိုင်းမျိုးကြည့်မိလိုက်ပါတယ်ထိုလူကတော့အတော်လေးကိုဆွမ်းနေပါတယ်လေတူသားများလည်းအလိုမျိုးကျဲလောင်တော့လဲထိုလူကြီးရဲ့အတန်ကိုတော့ကြားနေရပါသေးတယ်ငါတို့ကအောင်မြင်တော့မှာပါငါတို့မြောက်နဂါကျုံမှာရှင်းအောင်ကောင်းကောင်းမျိုးချနာခဲ့တဲ့သွေးစင်းတွေရှိနေတယ်ဒီတော့သူတို့ရဲ့ရှင်းအောင်မွေးရပါစွမ်းကိုပိုက်ဆိုင်ဖို့အတွက်ဒီခေါင်းကလုံးမြောက်စုံမွေတွေကလည်းလုံးဝယူသွသွားမှာပဲပြီးတော့ငါတို့ကသူတို့အခြားကျွန်းမြတွေလည်းပေးဖို့သဘောတူထားတယ်ဒီတော့သူတို့ကငါတို့ကိုတင်ကြဖို့ညှင်းဆမှာမဟုတ်ဘူးရှင်းနေရှင်းတော့လူတိုင်းကမြောင်ကြုံပြီးပြောလိုက်ပါတယ်သူစီမှာဖျားတစ်ခုကလည်းထွက်ပေါ်လာနေပါတယ်သူကတော့အတော်လေးရာထူးကြီးပုံရပါတယ်ဒါပေမဲ့အရှင်းနဂါကျုံမှာအစင်မှန်နဂါအိပါတယောက်ကရှင်းနေတယ်ထိုလူကခဏကြာစဉ်းစားပြီးပြောလိုက်ပါတယ်
ရှင်းအောင်လိဟိုင်နကမြို့နယ်စုတဲ့ရှင်းနေတော့တော်ဝင်မူရပါဆောင်တာမတ်စစ်တင်များကိုဖိနှိပ်နိုင်စွမ်းရှိပါတယ်သူတို့ရဲ့ရန်သူကတော်ဝင်မူရပါဆောင်ပိုင်ဆနာတော့ရှင်းအောင်လိဟိုင်နကတကောင်ဖြစ်နေကြောင်းစဉ်းစားလိုက်ုံနဲ့သူတို့ရဲ့ရင်ထဲတွင်အတော်လေးကိုထိကြောက်တော့သလိုခံစားလာရပါတယ်ဒါတွေကိုပြောနေလို့လည်းဘာမှအသုံးမဝင်ဘူးပြီးတော့အဲ့ဒါမှန်ဆိုတာဘယ်သူကပြောနိုင်မှာလဲနဂါပင်ရတာတော်ဝင်မူရပါဆောင်ရှိနေတာငါတို့ကသူ့မိတ်ကိုပဲနာခံရမယ်လူတန်ကြီးကမြောက်ကျော်ပြီးလေးနက်နဲ့ပြောလိုက်ပါတယ်နားလဲပါပြီထိုလူရဲ့စကားကိုကြားတဲ့အခါအစောပိုင်းကပြောလိုက်တဲ့လူကလည်းသဘောတူလိုက်ပါတယ်ထိုအချိန်နဲ့တမိုးချင်းခေါ်တော့လူတန်ကြီးကနှာခေါင်းရှော့လိုက်ပါတယ်သူကအချိန်မမြဲပြင်းလိုက်စဉ်သူ့ရဲ့မလန်မကနေလူငယ်ရန်နေသူကိုမြင်လိုက်ရပါတယ်သူကထိုလူမျိုးကိုဖင်းချင်းစောနဲ့ကြည့်လိုက်ပါတယ်သူတို့ကခေါင်းကိုလုံးမျိုးစပုံမျိုးနဲ့ဆိုတာလူတွေမဟုတ်ဘူးသတိထားထိုလူကြီးကအတော်လေးကိုသတိရှိတဲ့လူမျိုးဖြစ်ပါတယ်ထိုလူမျိုးကိုမြင်တဲ့အခါသူကကျန်လုံဆောင်နဲ့အော်ဟစ်သတိပေးလိုက်ပါတယ်ထနောက်သူကကြောသားများတင်းမလာပြီးအချိန်မီတက်ခဲ့ရင်ပြင်ဆင်လိုက်ပါတယ်အရှိကလူတွေဘေးဖက်ကြဆန်းတမှုချင်းရလည်းတိကျဆုပ်ပြီးကျန်လုံဆောင်နဲ့ပြောလိုက်ပါတယ်မင်းတို့ကဒီမှာနေကြအောင်ငါကမင်းတို့ကိုမေးစရာရှိတယ်သူ့ရဲ့အတန်ကိုကြားတဲ့အခါထိုအဖိုးမလူငယ်ဖင်းချင်းစောနဲ့ခေါင်းမိုးလာပါတယ်သူကတော့ရှောင်းပဲဖြစ်ပါတယ်ထနောက်သူကတမှုချင်းရှိရအောင်လက်မြောက်လိုက်ပါတယ်တိုက်ခဲလိုက်တော့ရှောင်းကလက်မြောက်လိုက်တော့မြင်တဲ့အခါတမှုချင်းရဲ့အမူအရာအစလာပါတယ်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာအလုံးကြောက်ချက်ကောင်တော့လူချီဆွဲများတယ်ထွက်ပေါ်လာပါတယ်တို့ရတယ်ထိုအချိန်နဲ့ပတ်ဝန်းကျင်လဟန်တွေကလုံးဝအိတ်ခက်သွားသူကိုမြင်တဲ့အခါသူကအတော်လေးကိုအံ့ဩသွားပါတယ်သူတို့ကအခြားတယောက်ထင်ချုံမှုကိုခံရတော့ရုပ်တိမြကဲ့သို့ဖြစ်နေကြပြီးလုံးဝကိုခူးနိုင်စွမ်းမရှိကြပါဘူးသူတို့ကပိန်ပန်းလူငယ်လေးရဲ့ရှေ့ကိုဖင်းချင်းဆွမ်းနေကြလာပါတယ်မင်းရောက်ဘာတူလဲငါတို့ကရှေးအောင်လိဟိုင်နကမြို့နယ်စုကလူတွေပဲရှောင်းကလက်မြောက်လိုက်ုံနဲ့သူတို့အလုံးကိုချုံထုံထားကြအောင်မြင်တဲ့အခါတမှုချင်းရဲ့ရင်ထဲလည်းအတော်လေးလိုလှောက်သွားပါတယ်မိတို့ရဲ့ဖြစ်နေစကားမျိုးသူကချိန်ကားပွင့်တိုင်းဥစားတယောက်သာဖြစ်ပါတယ်တို့ရတယ်အထိုးဆွမ်းသူ့ရှင်ရှင်တော့လူငယ်လေးရဲ့လက်ထက်ရင်တော့ခုခတ်မှုအနှင်းငယ်လေးပင်မလုပ်နိုင်ပါဘူးမင်းတို့ကမြောင်နှကားကျုံလားတောင်နှကားကျုံလားအနောက်နှကားကျုံလားရှောင်းကတမှုချင်းကိုကြည့်ပြီးမိလိုက်ပါတယ်ထိုမိကုန်းကိုကြားတဲ့အခါတမှုချင်းကမြောင်ကျော်လိုက်ပါတယ်သူတို့ရှေးအောင်လိဟိုင်နကမြို့နယ်စုကကျိုးလင်းကျိုးကွဲနေကြောင်းရှေးအောင်လိဟိုင်နကမြို့နယ်စုမှာဖိုက်သားများသာသိကြပါတယ်ရုတ်တရက်ပေါ်လာတော့ထိုလူငယ်လေးကတော့ဘာကြောင့်ထိုလူဝက်ချက်များကိုသိနေရလဲမင်းကဘာတွေပြောနေရလဲငါမသိဘူးတမှုချင်းရင်ထဲတွင်ထိတ်လန့်သွားတော့လဲဘာမှပြောခဲ့ပါဘူးသူကအလုံးတကျင်စွာနဲ့ပြောလိုက်ပါတယ်ရှောင်းရဲအမူအရာပြောင်းလဲသွားခြင်းမရှိပါဘူးသူကတမှုချင်းရဲ့ခန္ဓာကိုယ်လက်ညှိုးနဲ့ထောက်လိုက်ပါတယ်ထိုအခါပေါက်ကတန်တစ်ခုထွက်လာပြီးခန္ဓာကိုယ်ပေါ်နဲ့အပေါက်တစ်ခုကပေါ်လာပါတယ်ထိုပေါက်စီမှာသွေးများလည်းစီးကျလာပါတယ်တမှုချင်းရဲ့သွေးများဆန်းချမ်းငွေလေးတစ်ခုတို့တွင်းတဲ့ထဲကိုကျဆင်းနေပါတယ်ထိုတိုက်ခိုက်မှုကြောင့်တမှုချင်းရဲ့ခန္ဓာကိုယ်ကတုံ့သွားပါတယ်သူကရှောင်းကိုဒေါ်ရဂျင်နဲ့ဆက်ကျင်းနေပါတယ်တမှုချင်းရဲ့အမူအရာကြောင့်ရှောင်းကတော့လှရှောက်သွားခြင်းမရှိပါဘူးသူကလက်ညှိုးနဲ့ဇရိုက်ကိုဖိနှိပ်နေပါတယ်ထိုအခါတမှုချင်းရဲ့ခန္ဓာကိုယ်နဲ့အပေါက်များတစ်ခုပေါ်လာပါတယ်တမှုချင်းရဲ့ခန္ဓာကိုယ်နဲ့အလုံးလက်ဆက်တော်သွေးများပြည့်လာပါတယ်ထို့ကြောင့်ကြည့်နေကြတော့အခြားလူများပင်ထုံကျေသွားနိုင်ပါတယ်ရှင်းအောင်လိဟိုင်နဂါးတကောင်ရဲ့ခန္ဓာကိုယ်ကအလုံးမင်းကိုအဆွမ်းနေပါတယ်တို့ရတယ်ထို့သောအဆွမ်းတော်ခန္ဓာကိုယ်ကထိုလူငယ်ရဲ့လက်ထက်ရင်တော့အလုံးမင်းကိုအားနေတယ်လို့ထင်မှတ်ရပါတယ်သူကလက်ညှိုးနဲ့ထောက်လိုက်တိုင်းခန္ဓာကိုယ်ပေါ်နဲ့အပေါက်တစ်ခုကပေါ်လာပါတယ်မင်းရဲ့ခန္ဓာကိုယ်ကနေသွေးတွေစီးထွက်နေတဲ့အချိန်ရောက်ဆိုရင်မင်းက9မိနစ်အတွင်းခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေအလုံးဆုံးရှုံးရလိမ့်မယ်သွေးတွေလုံးဝကုတ်ဆုံးသွားတဲ့ရှင်းအောင်လိဟိုင်နဂါးတကောင်ရဲ့နောက်ဆုံးကံကြမ္မာကိုမေးလိုက်နားလေတယ်မဟုတ်လားရှောင်းကအချင်းတွေကိုရှင်းပြလိုက်ပါတယ်ထိုစကားကိုကြားတဲ့အခါတမှုချင်းရဲ့တကူလုံးကတုံ့သွားပါတယ်ရှင်းအောင်လိဟိုင်နဂါးတကောင်ရဲ့အခြားရှင်းအောင်မော်တိုင်းများနဲ့အတူတူပဲဖြစ်ပါတယ်သူတို့ရဲ့ဆွမ်းသူတို့ရဲ့မွေးရပါဆွမ်းကိုအခြေခံထားခြင်းဖြစ်ပါတယ်အကယ်သူတို့ရဲ့သွေးများသာကုတ်ဆုံးသွားမယ်ဆိုရင်သူတို့ကတန်ဖိုးမရှိတော့ပါဘူးနောက်ပိုင်းနဲ့သူတို့ကအဆွမ်းများပြန်လာနိုင်တော့လေသူတို့ရဲ့အဆွမ်းကတော့တစ်ဖြည်းဖြည်းအားနည်းလာဖြစ်ပါတယ်ထိုကဲ့သို့သောအရာမျိုးကိုရှင်းအောင်လိဟိုင်နဂါးစတိတော်တယောက်မှခံနိုင်မရှိကြပါဘူးငါတို့ကမြောက်နှကားကျုံးကလူတွေပါမင်းရဘာတူလဲငါတို့မြောက်နှကားကျုံးကမင်းတို့အဆွမ်းထားတဲ့လူတယောက်ကိုလုံးဝရမဆဘူးတမှုချင်းကပြင်းသက်ရှာလိုက်ပြီးအရှိရလီတန်နဲ့ပြပြလိုက်ပါတယ်ရှင်းအောင်လိဟိုင်နဂါးကျုံးရဲ့လက်ရှိအခြေအနေကဘလို့ဖြစ်နေပြီလဲရှောင်းကဖင်းချောင်းနဲ့မိလိုက်ပါတယ်အခုချိန်မှာရှင်းအောင်လိဟိုင်နဂါးမြို့နယ်စုထဲမှာမြို့နယ်စုတိုက်ပွဲကြီးတစ်ခုတိုက်ခိုက်နေတယ်နဂါးကျုံး3ခုကပူအောင်ပြီးအရှိနဂါးကျုံးကိုတိုက်ခိုက်နေကြတယ်ဒါပေမဲ့အရှိနဂါးကျုံးမှာနဂါးအိမ်ပါတယောက်ပေါ်လာတဲ့အတွက်အခြေအနေကလက်ရည်ညီနေပြီးတော့နဂါးအိမ်ပါလီခန်နယ်ထဲမှာလေ့ကျင့်နေတဲ့နဂါးအကြီးကဲတွေကိုပြတ်ခေါ်လိုက်တယ်ဒါကြောင့်သူတို့ရဲ့အစွမ်းကပိုပြီးတော့တိုးတက်လာတယ်တမှုချင်းကခဏကြာစဉ်းစားနေပြီးပြလိုက်ပါတယ်နောက်ဆုံးတော့သူတို့ကတိုက်ခိုက်နေကြပြီလားရှောင်းကမြောင်ကျော်ပြီးရင်ထဲနေတော်တော်လေးတပင်းချလိုက်ပါတယ်ယခုချိန်နေဇီယန်ကအဆင်မပြေတော့ပါဘူးမင်းတို့ကခေါင်းကလုံးမြောက်စုံမီမင်းတို့စုကိုလာရတဲ့ရွယ်ချက်ကပါလေရှောင်းကမြင်လိုက်ပါတယ်အရှိနဂါးကျိုးရင်ဆိုင်ဖို့အတွက်ခေါင်းကလုံးမြောက်စုံမီမြို့နယ်စုနဲ့မဟာမိတ်ဖွဲ့ကိုပဲတမှုချင်းကအန်ကျိတ်ပြီးပြလိုက်ပါတယ်မင်းတို့အားလုံးကရှင်းအောင်လိဟိုင်နဂါးတွေရဲ့မာနအောင်ဆွလွတ်လိုက်တာပဲမင်းတို့ကအတွင်းပြဿနာကိုဖြေရှင်းမှုအတွက်ပြင်ပအကူအညီကိုတောင်းဖို့စဉ်းစားနေရလားရှောင်းကမျက်နှာပတော်ပြီးအော်ပြောလိုက်ပါတယ်တော့ငါးပင်3ရဲ့ဆုံးမချက်ငါတို့ကလည်းဘာမှလုပ်လို့မရဘူးပြီးတော့မဟာမိတ်ဖက်ရဲ့ကိစ္စခေါင်းကလုံးမြောက်စုံမီမြို့နယ်စုနဲ့ဆွေးနွေးပြီးတာကြပြီငါတို့ကဒီတစ်ချိန်သူတို့အကြောင်းပြန်တာကိုလာတောင်းတဲ့သဘောမျိုးပဲတကယ်လို့မင်းကငါတို့ကိုဖမ်းလိုက်မဆိုရင်အခြားသူတွေကရောက်လောက်အောင်ပါရှင်းအောင်ငါးပင်3မှာခေါင်းကလုံးမြောက်စုံမီမြို့နယ်စုပြင်အခြားဘယ်အကူအညီတွေရှိနေသေးလဲရှောင်းကခဏကြာစဉ်းစားပြီးရုတ်တရက်မိလိုက်ပါတယ်ထိုမီကုန်းကိုကြားတဲ့အခါတမှုချင်းရဲ့ခန္ဓာကိုယ်ကတင်းကျပ်သွားပါတယ်ပြောစမ်းတမှုချင်းကတကုံလုံးတင်းကျပ်သွားသလိုခန်းစားမိလိုက်တဲ့အခါရှောင်းကလက်ညှိုးနဲ့ထောက်လိုက်ပါတယ်အလုံးအဆက်တော်အတန်တစ်ခုကလည်းထွက်ပေါ်လာပါတယ်သူတို့ကကောင်းဝင်းနဆိုဇောင်းမြမြို့နယ်စုကိုလည်းဖိတ်ခေါ်ထားတယ်ကောင်းဝင်းနဆိုဇောင်းမြမြို့နယ်စုကလည်းအကူအညီပေးဖို့သဘောတူပြီးသွားပြီဒါပေမဲ့ငကားပြင်း3ကငကားအိပ်ပါအစ်စ်ကိုဖမ်းပြီးသူတို့စီကိုပေးဖို့အတွက်သူတို့ကတောင်းဆိုထားတယ်ရှောင်းရဲလီတန်တဲ့ရှိတပတ်ချင်းစိတ်များကိုခန်းစားမိတဲ့အခါတမှုချင်းရင်တိုင်းလည်းအစ်ဆက်သွားပါတယ်သူကအလင်းမြန်နဲ့ပြဖြစ်လိုက်ရပါတယ်ခွေးမျိုးတွေထိုစကားကိုကြားတဲ့အခါရှောင်းကမျက်နှာပတော်ပါတယ်ငကားပြင်း3ကအီးမြရှမ်းမဲ့တဲ့အရာမျိုးကိုလွတ်ဆောင်လိုက်မယ်လို့သူကလည်းထင်မထားခဲ့ပါဘူးသူတို့ကမြို့နယ်စုရဲ့စီးမင်းများကိုဖောက်ဖျက်တာမကအတွင်းပြဿနာများအတွက်သူတို့ရဲ့ရန်သူဖြစ်တော့ကောင်းကင်နဆိုဇာမီမြို့နယ်စုကိုငကားအိမ်ပါကိုပေးရတဲ့အတွက်ဂရိပေးခဲ့ပါတယ်ဒီခွေးကောင်တွေကတော့ကွာရှောင်းရဲ့မျက်လုံးကအလုံးအနှမောက်အိတ်ဆက်နေပါတယ်
ကောင်းကင်နဲ့ဆိုဇာမမျိုးနဲ့စုနဲ့ခေါင်းကလုံးမြောက်စပုံမျိုးနဲ့စုတို့ကရှေးအောင်နဂါကျုံ3ခုနဲ့မဟာမိတ်ဖက်လိုက်မယ်ဆိုရင်ဇီယန်တို့ရဲ့အရှိနဂါကျုံကအလွန်အနေနဲ့များလာရင်ဖြစ်ကြောင်းရှောင်းကလည်းရှင်းလေးကိုနားလည်ထားပါတယ်ရှောင်းကအလွန်ထောက်ထောက်ထက်ရောက်မြင်တဲ့အခါတမှုချင်းတကူလုံးကတုံသွားပါတယ်သူကချင်းပါဇက်ပက်ရပါတယ်ကြည့်ရတာဇီယန်ကအတော်အချင်းနေဆုံးနေတယ်ထင်တယ်ခြံလေးကလည်းမြောက်ချိုပြီးပြောလိုက်ပါတယ်ငါတို့ကလေဟန်နိုင်ငံကိုသွားပြီးတော့အခုညီပေးကြမလားရှောင်းရဲ့မျိုးလုံးများလှရှောင်းနေပါတယ်ခဏကြပြီးတော့သူကခေါင်းဟပ်ပြီးပြောလိုက်ပါတယ်အခုတော့အလင်းစလို့သွားစီအောင်မလို့သေးဘူးကောင်းကင်နဲ့ဆိုဇာမမျိုးနဲ့စုနဲ့ခေါင်းကလုံးမြောက်စပုံမျိုးနဲ့စုရတာလေဟန်နိုင်ငံစီကိုမသွားသေးဘူးဆိုရင်ဇီယန်ကထိန်းထားနိုင်လိမ့်မယ်ငါတို့ကကောင်းကင်နဲ့ဆိုဇာမမျိုးနဲ့စုနဲ့ခေါင်းကလုံးမြောက်စပုံမျိုးနဲ့စုတွေကိုအချိန်ဆွဲရဖို့ပဲလိုတာထိုစီစဉ်ကိုကြားတဲ့အခါခြံလင်းကဘာမှပြောပဲခေါင်းကြီးလိုက်ပါတယ်ရင်ထဲလည်းဆွမဲချလိုက်ပြီးရှောင်းကတမှုချင်းစီမှာတိလို့တော့အချက်လက်များကိုနောက်ကျရင်မင်းနေပါတယ်တမှုချင်းစီမှာဘာမှမသိရတော့အချိန်မှသာသူကခေါင်းကြီးပြလိုက်ပါတယ်မေးရငါတို့အခုလွတ်ပေးလို့ရမလားငါတို့ကမင်းသိချင်တာတွေအားလုံးကိုပြောပြပြီးသွားပြီလေတမှုချင်းကအားနဲ့စွာနဲ့ပြောလိုက်ပါတယ်သူ့ရဲ့ခဏုံထဲမှာသွေးအများစုကတော့ဆုံးရှုံးသွားပြီဖြစ်ပါတယ်အကယ်၍သူကသူဆက်သွားမယ်ဆိုရင်သူကဒုက္ခိတတယောက်ဖြစ်သွားပါလိမ့်မယ်ရှောင်းကတမှုချင်းကိုအစ်စွာနဲ့ဆက်ကြည့်လိုက်ပါတယ်ထောင်းတော့သူကအင်ကြီးလောက်ဝင်ရပြီးထိုလူများရဲ့ခဏုံထဲရှိရင်တော့ဒူချီဆွိုင်းမြောင်ပေးလွန်လိုက်ပါတယ်တဖန်ထိုဖဲကိုအမော်တွနိုင်ထဲရှိရင်တော့လေဟန်တဲ့ကိုပြစ်လိုက်ပါတယ်ထိုနေရာအမော်တွနိုင်ထဲဦးတင်တော့လေဟန်လိုင်ကောင်များများစွာရှိနေပါတယ်ထိုလေဟန်လိုင်ကောင်တိုင်းကဘယ်နေရာဦးတင်ကြောင်ခေါင်းကလုံးမြောက်စုံမျိုးနဲ့စုကပင်တေချာပြောလိုက်ပါဦးထိုလူများကိုဒူချီဆွိုင်းများပေးလွန်ပြီးပြစ်ထည့်လိုက်ခြင်းဖြစ်ပါတယ်သူတို့ကအသက်ရှင်မရှင်ဆိုတာတော့သူတို့ရဲ့ကံတရားဘုဒ္ဓကိုမူတည်ပါလိမ့်မယ်တွားကြစို့ငါတို့ကကိုးတဲ့မြောက်ဆန်းကြောက်စီကိုတွားကြမယ်ရှောင်းကထိုလူမျိုးကိုအင်ဆိုင်လိုက်ပြီးတော့ဆက်ပြီးအချိန်ဆွဲမနေတော့ပါဘူးသူကအင်ကြီးလက်ကိုဝင်ရပြီးမြောက်ထဲကိုဥဆောင်ပြီးပြတ်တန်းသွားပါတယ်ခြိုင်လင်းရှုပ်ရှမ်းချင်းတွေတို့ကလည်းသူ့ရဲ့နောက်မှာလဲကြပါတယ်မြောက်ကဘာကြီးရဲ့အချိန်တွေကအလိုမျိုးရှုံးလွန်းလာပါတယ်ဒေါ်ရရင်ရှောင်းတို့ဖက်ကယခုချိန်တေချာပြစင်လာခဲ့ကြပါတယ်သူတို့ကတိကျသောမျိုးတစ်ခုရလိုက်ခဲ့ပါတယ်ထို့ကြောင့်တနအီတွင်မြောက်ကဘာကြီးတို့ရောက်လာခဲ့ပါတယ်သူတို့ကမွေမျိုးနဲ့စုများကိုရှောင်းကွင်းသွားပြီးနိုင်ဝက်တွင်ခေါင်းကလုံးမြောက်စုံမွေမျိုးနဲ့စုရဲ့အဓိကနေရာဖြစ်သောမြောက်မွေကွင်ရဲ့ရှိတဲ့နေရာကိုရောက်လာကြပါတယ်မြောက်မွေကွင်ရဲ့ကြီးကခေါင်းကလုံးမြောက်စုံမွေမျိုးနဲ့စုရဲ့ဌာနချုပ်ဟုလည်းပြောလို့ရပါတယ်သူတို့ကမွေမျိုးနဲ့စုများရဲ့အထွန်းမြင့်နေမည်တစ်ခုလည်းဖြစ်ပါတယ်အထွန်းမြင့်နေမည်တစ်ခုဖြစ်တဲ့အတွက်ထိုမြောက်မွေကွင်ရဲ့ကအဆောက်ကျက်အတော်လေးကိုထူထားပါတယ်တမန်မွေမျိုးနဲ့လေတယောက်ကပင်ထိုအထဲကိုဝင်မလာနိုင်ပါဘူး။မော်သားရဲ့ကဘာကြီးထဲမှာရှိတဲ့မျိုးနွယ်စုကြီး၃ခုထဲကတစ်ခုဆိုတဲ့နာမည်နဲ့တော့တကယ်ကိုလိုက်ဖက်တယ်လို့ပြောရမှာပဲ။ဒီတောင်တန်းထဲမှာပညာရှင်တွေအများကြီးရှိတယ်။ရှောင်းနိုဖေးကမြောက်ကွင်ရဲ့အနီးနဲ့ရှိနေတော့တောင်တောင်ပေါ်နေပေါ်လာကြပါတယ်။သူတို့ကအဝရင်းရှိနေတော့တောင်တိုင်းကိုကြည့်ပြီးတူတူလေးယူလိုက်မိပါတယ်။ငါဒီနေရာမှာမွေမျိုးနွယ်စုတွေကိုတွေ့ရလိမ့်မယ်လို့ထင်မထားခဲ့ဘူး။ပြီးတော့သူတို့ရဲ့အရွယ်စားငါတို့မျိုးနွယ်စုထက်တော့အစာပုံများစွာပိုပြီးတော့ကြီးတယ်။ချိုင်လင်းကကွင်းမင်းရရင်ရှိနေတော့မွေမျိုးနွယ်စုများကိုကြည့်ပြီးအနေငယ်အံ့ဩနေပါတယ်။ငါမွေမျိုးနွယ်စုရဲ့တမိုင်းကြောင်ဖတ်ခဲ့ဘူးတယ်။ငါတို့မျိုးနွယ်စုကတခါတဲခန္ဓာကိုရောက်လာတာအတော်လေးအောင်ကြာနေပြီငါတို့ကလည်းဒီမော်တိုင်းနယ်မြေထဲကနေရောက်လာလားဆိုတာတော့မပြောတတ်ဘူးရှောင်းကလည်းပြောလိုက်ပါတယ်ထွန်းတော့သူကမြောက်မွေကွင်းရဲ့အလုံးနဲ့ဆိုင်သောအတွင်းပိုင်းကိုကြည့်ပြောလိုက်ပါတယ်ကိုးတဲ့မြောက်ဆန်းချောင်းကဒီမြောက်ကွင်းကြီးရဲ့အတွင်းဆုံးပိုင်းထဲမှာရှိတယ်ဒါပေမဲ့အဲ့နေရာမှာလူ့ဝပညာရှင်တွေလည်းအများကြီးရှိတယ်သူတို့စင်တိုးဆင်ပညာရှင်တချို့တော့တွေ့နေရတယ်ဒီတော့ငါတို့ကသာသူတို့နောက်ရှင်းမိမှဆိုရင်ပြဿနာများနိုင်တာပဲဒါကြောင့်နေတို့အလုံးကစွမ်းအားတွေကိုဖုံးကွက်ထားတဲ့နေကောင်းပြီရှောင်းရဲ့အမေကိုကြားတဲ့ခါချန်လင်းတို့ဖေးကလည်းခေါင်းကြီးပြလိုက်ပါတယ်ခေါင်းကုန်းလုံးမြောက်စမုံမျိုးနွယ်စုကအတော်လေးကိုအဆွမ်းရပါတယ်သူတို့ဖေးကတစ်ဖက်ဖေးရဲ့ပိုင်းတက်ထဲကိုကျွတ်ကျွတ်လာခြင်းဖြစ်ပါတယ်ရှောင်းကတိုင်းသူတို့စင်တယောက်ဖြစ်တော့လေသူတို့တွေ့သွားမယ်ဆိုရင်တော့သူ့အတွက်လည်းလွယ်ကူမှာမဟုတ်ပါဘူးရှောင်းကအင်ဂျင်ကိုဝင်လိုက်ပါတယ်ထိုးခါသူ့ရဲ့ပက်လေလေးဟာနေကလှောက်ချတော့ပြီးအကုန်လုံးလှောက်ချွန်သွားပါတယ်ထွန်းတော့သူတို့အလုံးကထွန်းစွန်းစွာနဲ့ပြောက်ကသွားပါတယ်လက်ရှိရှောင်းကထိုးကွာကျဲတွင်အထုံးထိပ်အဆင့်ကိုရောက်နေပါပြီထို့ကြောင့်သူကလေးဟာနဲ့ဆွမ်းကိုအလုံးမျိုးကျွမ်းကျင်စွာအသုံးပြုနိုင်ပါတယ်သူကလေးဟာနဲ့နိုင်ငံထဲတွင်ပင်လက်ရှောင်းနိုင်စွမ်းရှိပါတယ်ရှောင်းကသူနဲ့အတူလူသုံးယောက်ကိုခေါ်လာတော့လဲစွမ်းကုံဆုံးခြင်းမရှိပါဘူးထို့ကြောင့်သူကလေးဟာနဲ့ထဲမှာဖြစ်သွားပြီးမြေရောက်ကွင်းရဲ့စီကိုရောက်သွားပါတယ်လန်ဒရှော့တွင်လည်းသူတို့ဘယ်သူမှသတိမထားမိကြပါဘူး။ရှောင်းကမြောက်ခွင်ရဲ့အနောက်ဆုံးပိုင်းတွေကိုချင်းကလာတဲ့အချိန်တွင်ပိုးရည်ဆွမ်းတော့ပညာရှင်များအမှုတောက်လည်းခန်းစားမိပါတယ်။ထို့အချိန်တွင်ပညာရှင်တို့ချို့ရဲ့စိတ်ရောင်အသေးစိတ်ရသူရှိနေရလေဟာနေကိုပင်တန်တရားဝှစွာနဲ့စိုက်ကြည့်နေကြပါတယ်။ကြည့်ရသည်မှာသူတို့ကတခုခုကိုခန်းစားမိနေပုံရပါတယ်။ကံအောင်ထောင်းမှပြီးသူတို့ကတော့ရှောင်းတို့ဖဲ့ကိုမတွေ့ကြရပါဘူး။ရှောင်းရဲ့လေဟာနဲ့ဆွမ်းအများကြောင့်သူတို့ကထိုပညာရှင်များရဲ့စစ်ဆေးမှုမှပုတိပုကက်ရှောက်တွင်းနိုင်ခဲ့ပါတယ်။ထို့နောက်သူတို့ကမြောက်ခွင်ရဲ့ကြီးရဲ့အတွင်းဆုံးပိုင်းတွေကိုတိတ်တိတ်ဆိတ်နဲ့ရောက်လာခဲ့ကြပါတယ်။မြောက်ခွင်ရဲ့ကြီးရဲ့နှဆိုင်ဆုံးပိုင်းတွေတော့အလုံးနဲ့ဆိုင်လို့တွင်းနေတစ်ခုကရှင်းနေပါတယ်။ထိုတွင်းနေရတော့ပေတထောင်ခတ်ကျဲပြီးအောက်ဘက်တွင်လည်းအဆုံးမရှိသလိုထင်မရပါတယ်။အောက်ဘက်မှနေအလုံးနှမောက်ပြီးအိဆက်နေတော့လေလိုက်များလည်းတိုးပြီးနဲ့တက်ခတ်နေပါတယ်။တမလူတယောက်ဆိုရင်တော့ထိုနေရာတွေရက်နေုံနဲ့ဒူဂျီဆွမ်းရည်များနဲ့တွေးများခဲသွားနိုင်ပါတယ်။ထိုအမောက်တွင်းနေကြီးရဲ့အောက်ဘက်တွင်တော့ခေါင်းကလုံးမြောက်စပုံမျိုးနွယ်စုရဲ့အထွန်းမြတ်ရေကန်ဖြစ်တော့ကိုးသက်မြောက်ဆန်းကြောင်းရှိနေပါတယ်။ထိုရာတော့ရှောင်းတို့ဖဲရဲ့ဥဒိချက်ပဲဖြစ်ပါတယ်။ထိုအမောက်တွင်းနေကြီးရဲ့ပလင်တော့အဆောက်ကျက်ရုံနေပါတယ်။အဘေကြောင့်ဆိုတော့အမောက်တွင်းနေထဲမှာဇက်လိုက်တက်ခတ်လာတော့လေးများပင်တဘောအဆောက်ချက်မှာဖြစ်ကြောင်းလူတိုင်းကသိနေကြပါတယ်။ဒုံဆုံးစိတ်ပညာရှင်တယောက်ပင်အလွယ်တကူမတွားရကြပါဘူး။ထိုနေရာရှိလေဟာနေကရုတ်တရက်လှုပ်ရှားသွားပြီးလေးလိုင်းတစ်ခုကရုတ်တရက်တက်ခတ်လာပါတယ်ထွန်းတော့လူငယ်ကပေါ်လာကြပါတယ်သူတို့ကတော့ရှောင်းတို့ဖဲပဲဖြစ်ကြပါတယ်ပေါ်လာပြီးတော့ရှောင်းကအမောင်တွန်းနဲ့ယူစိုက်ကြည့်လိုက်ပါတယ်ထွန်းတော့သူကပြောင်းလိုက်ပြီးနောက်တစ်ချိန်လှုပ်ရှားလိုက်ရာသူတို့ဖဲပတ်လေကိုလေဟာနေဆွမ်းအများလှုပ်ချွတ်သွားပါတယ်ထွန်းတော့သူတို့ကအလုံးမျိုးအစ်စနစ်တော်လေလိုင်းများကိုဖျက်ပြီးအမောင်တွန်းနဲ့ရအောက်ချေကိုဆင်းတော့ကြပါတယ်အမောင်တွန်းနဲ့ရအလုံးမျိုးနဲ့ရှင်းသွားပါတယ်ရှောင်းရဲ့အချိန်နဲ့ပင်သူက7မိနစ်ခန့်ကြာပြီးမှတွန်းနဲ့ရအောက်ချေကိုမြင်လိုက်ရပါတယ်သူကမြေပြင်နဲ့ချင်းကလာတဲ့အချိန်တွင်သူ့ရဲ့မျက်လုံးထဲနဲ့အလုံးကြီးမှတော့ရေကန်ကြီးတစ်ခုကိုမြင်လိုက်ရပါတယ်ထိုရေကန်စီမှာဒူချီဆွမ်းရည်များကိုခက်တော့စိတ်နိုင်တော့အငွေသားတစ်ခုကလည်းပြန်လာပါတယ်ရေကန်ကြီးကအလုံးမျိုးကြီးမားလာပါတယ်
ရေကန်နဲ့ရှိတော့ရေများလည်းအဝိုင်းအောင်တောက်ပနေပါတယ်တေချာကြည့်လိုက်မယ်ဆိုရင်တော့ထိုးဝေါင်းရေများထဲတွင်သွေးရောင်လေးနှံများလွှမ်းခြုံနေပုံရပါတယ်ထိုရေကန်များထဲမှာသွေးနဲ့ရောနှုတ်နေသောအဝိုင်းအောင်ငွေ့များလည်းထွက်ပေါ်လာနေပါတယ်နောက်ဆုံးတွင်တော့ထိုငွေ့များလေးပေါ်တက်လာပြီးကုန်းကင်ကြီးပေါ်တွင်တွေးမိနေပါတယ်ဒါကဒါနာရီထဲကကိုယ့်တဲ့မြောက်ဆန်းကြောင်းပဲအဝိုင်းရေကန်ကြီးကိုကြည့်ပြီးရှောင်းကတပင်းချလိုက်မိပါတယ်သူကရေကန်ရဲ့နောက်ကိုဖျင်းဆွမ်းနဲ့ချင်းကပ်လာပါတယ်သူကကိုယ့်တဲ့မြောက်ဆန်းကြောင်းရဲ့အနောက်ကိုနီးကပ်လာလေအလုံးနှမောက်အိတ်ဆက်နေတော့စွမ်းရည်များခန္ဓာကိုယ်ထဲကိုမြောက်လာတီကိုခန်းစားမိလေဖြစ်နေပါတယ်ဒီနေရာအရန်ကိုနှမောက်ပြီးအိတ်ဆက်နေတယ်ခေါင်းကလုံးမြောက်စပုံမေမျိုးနဲ့ဒီကတော့ဒီနေရာမှာအကြာကြီးမနေနိုင်ဘူးဒါကြောင့်ထူးခြားတဲ့အချိန်တွေမဟုတ်ဆိုရင်ဘသူကမှဒီနေရာကိုလာကြမှာမဟုတ်ဘူးဒါကြောင့်ငါတို့ကအချိန်လုံးလုံးလောက်ရတယ်ရှောက်ရှမ်းကတော်တော်လေးပြောလိုက်ပါတယ်သူမကတော့ရေကန်ကြီးနဲ့အဝေးနေတာနေရပါတယ်ထိုရေကန်ကြီးစီမှာပြန်လာတော့နှမောက်အိတ်ဆက်နေတဲ့ဆွမ်းအမြတ်ကြောင့်သူမအပင်အတော်လေးကိုစူစူဝါခန်းစားနေရပါတယ်ရှောင်းကလည်းခေါင်းကျလိုက်ပါတယ်နောက်ဆုံးတော့သူကမြောက်ဆန်းချောင်းရဲ့ဖေးတင်ရက်ပြီးဒူးထောက်ပြီးထိုင်ချလိုက်ပါတယ်သူကလက်နဲ့ရေကန်ကြီးကိုထိလိုက်ရအတန်တစ်ခုကိုကြားလိုက်ရပါတယ်ရေခဲတင်းလင်းကြောက်အလွှာတစ်ခုကလည်းလက်မောင်းပေါ်တွင်လင်းမြဆွမ်းနဲ့ပေါ်လာပါတယ်ဒါကတော်တော်ကိုအဆွမ်းထတာပဲဒါကြောင့်လေဆရာတော်ဒီဆန်းချောင်းရဲ့အောက်ခြေကိုမရောက်နိုင်ဘူးလို့ပြောခဲ့တာကိုတဲ့မြောက်ဆန်းချောင်းစီမှာအလုံးကြောက်ဆက်အောင်တော့ဆွမ်းအမြောက်ကိုခန်းစားမိတဲ့အခါရှောင်းကအမ်းသွားပါတယ်ခန္ဓာကိုယ်ထဲတွင်သူ့ရဲ့ကုန်းကင်မီတော့ကိုလည်းစတင်လဲပတ်လိုက်ပါတယ်နောက်ဆုံးတော့ရေခဲလွှာလင်းမြဆွမ်းနဲ့ပြောကျသွားပါတယ်ချိုင်လင်းငါဆန်းချောင်းရဲ့အောက်ခြေကိုသွားပြီးဆန်းချောင်းသွေးတလင်းကြောက်ကိုယူလိုက်အောင်မယ်ငါယူသွားပြီးဆိုရင်တော့နေရဆန်းချောင်းလေးကိုသွားဖို့ငါနင်းကိုကောက်ကပေးထားမယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အဆုံးထိကြည့်ရှုပဲအတွက်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်